မင်္ဂလာပါရှင်လိုက်စာတူရဲ့ပတ်စင်စနေညမှာထုတ်လွှင့်နေတဲ့သတင်းတင်ဆက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။ယနေ့ညတင်ဆက်ပေးတော့မယ့်သတင်းတွေကတော့တိုက်ပွဲသတင်းနမ်တောက်ကျေးရွာမူရစ်စေဝါတိုက်ဖြတ်ရေးအဖွဲ့မှမူရစ်စေးများကိုမိရှို့ဖျက်ဆီးတဲ့သတင်းနဲ့နော်ဝေခူးတာသနာထက်တန်းကျောင်းစင်ပွဲကျင်းပတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါရရှင်။ကျွန်မအန်ခုံကြဆင်ပါရှင်။ကဲအမတ်6တပ်မဟာအမတ်36တပ်ရင်မုံပေါ်ဒေတာမန်ကန်ကျေးရွာနီးမှာဇန်နဝါရီလ29ရက်နေ့17:30အချိန်ခန့်ကစစ်ကောင်စီတပ်နဲ့ကဲရင်တပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။စစ်ကောင်စီတပ်ခမရ420ကိုယူဆရတဲ့လှုပ်ရှားတပ်အင်အား60ခန့်အဖွဲ့ဟာကဲရင်တပ်ဖွဲ့ရှိရာဘက်ကိုထိုးစစ်ဆင်လာတဲ့အတွက်ခုခံတိုက်ခတ်ရာကနေမိနစ်20ခန့်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းလည်းသိရပါတယ်။ဇန်နဝါရီလ28ရက်နေ့ကလည်းကဲရင်အမတ်4တပ်မဟာနေမြေမုံရောနဲ့ကဲရင်အမတ်30တပ်မဟာအမတ်19တပ်ရင်မန်မတ်ကျေးရွာနီးမှာစီရေးလှုပ်ရှားနေတဲ့စစ်ကောင်စီတပ်နဲ့ကိုကောင်တပ်ဖွဲ့ MNDAA တို့တိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီတပ်မှဂျက်ဖိုက်တာများအုံပြုကပုံကျဲတိုက်ခိုက်ခဲ့ကြောင်းလည်းသိရပါတယ်။စစ်ကောင်စီတပ်ဟာကချင်ပြည်နယ်ဘက်ကိုလည်းစင်အားတိုးချဲ့နေတဲ့အတွက်ဇန်နဝါရီလ29-28ရက်နေ့ကဟုတ်ပင်ဘောအနီးတစ်ဝိုက်မှာ KIA ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့နဲ့တိုက်ပွဲဖြစ်ပွားလည်းရှိခဲ့ပါတယ်။ကချင် Sub-State ဒေတာမူဆယ်မြို့နယ်နမ်တောက်ကျေးရွာမူရစ်စေဝါတိုက်ဖျက်ရေးအဖွဲ့မှဖမ်းဆီးထားတဲ့မူရစ်စေဝါပစ္စည်းများကိုဇန်နဝါရီ28ရက်နေ့မိရှို့ဖျက်ဆီးတဲ့အခမ်းအနားကျင်းပခဲ့တယ်လို့နမ်တောက်ရွာသားများမှသိရပါတယ်။၎င်းဖမ်းဆီးရမိတဲ့မူရစ်စေဝါပစ္စည်းတွေဟာမနေ့ကဖမ်းဆီးထားတဲ့ပစ္စည်းတွေကိုမိရှို့ဖျက်ဆီးလိုက်တယ်ဖြစ်တယ်လို့မူဆယ်ဒေတာမူရစ်တိုက်ဖျက်ရေးကော်မတီအတွင်းရေးမှူးအခွန်ဘရန်အောင်မှအခုလိုပြောပါတယ်။ဖန်စီထားတဲ့မူရစ်ဆေးများကိုလာမယ့်ဒီဒေးနေ့မှာပြည်သူများရှိမီးရှို့ဖျက်ဆီးဖို့လုပ်ထားပေမဲ့ပစ္စည်းကအများများလာပြီးထိမ့်သိမ့်ဖို့လည်းအခက်အခဲရှိတာကြောင့်ယနေ့ဖျက်ဆီးလိုက်တာပါမီးရှို့ဖျက်ဆီးလိုက်တဲ့မူရစ်ဆေးဝါးတန်ဖိုးဟာကျပ်360ကျော်တန်ဖိုးရှိကြောင်းနဲ့အထိတ်အမှတ်အနေနဲ့ဘောလုံးပြိုင်ပွဲလည်းပြုလုပ်ခဲ့ကြောင်းလည်းသိရပါတယ်ရှင်စမဇုံနေမှာဖွင့်လှစ်ထားတဲ့နော်ဝေခူးတာဒနာအထက်တန်းကျောင်းရဲ့ပထမအကြိမ်12တန်းကျောင်းစင်ပွဲကိုဇန်နဝါရီလ28ရက်နေ့ကနော်ဝေခူးနှစ်ချင်းခရီးယန်ဖျားကျောင်းမှာကျင်းပပြုလုပ်ခဲ့ပါတယ်။အခမ်းအနားမှာ KNC ဒုတိယဥက္ကဋ္ဌအဒုဗိုလ်ချုပ်ကြီးစုမလုကွန်မော်နဲ့အတူဘာသာရေးခေါင်းဆောင်များကျောင်းကော်မတီအဖွဲ့ဝင်များကျောင်းသားများနဲ့ကျောင်းသားမိဘများတက်ရောက်ခဲ့ပါတယ်။12တန်းအောင်မြင်သောကျောင်းသူကျောင်းသားများဟာEnglish program မှာ73ဦး Chinese program မှာ3ဦးစုစုပေါင်း16ဦးအောင်မြင်ခဲ့ပါတယ်။အခမ်းအနားမှာ12တန်းအောင်မြင်ခဲ့တဲ့ကျောင်းသားများအားကျောင်းဆရာကြီးလထောစောက်ကျွန်းမှကျောင်းစင်ဂုံပြုလက်မှတ်ချီးမြှင့်ပေးပြီး KNC ဒုတိယဥက္ကဋ္ဌဒုဗိုလ်ချုပ်ကြီးစမလုကွန်မော်မှလည်းကျောင်းစင်နဲ့ကျောင်းသားများကိုအမှာစကားမိန့်ခွန်းပြောကြားခဲ့ပါတယ်။2020ခုနှစ်တည်းကနော်ဝေခူးတာသနာအထက်တန်းကျောင်းမှာ12တန်းစတင်ဖွင့်လှစ်လိုက်တာဖြစ်ပြီး2021ခုနှစ်မှာကျောင်းဆင်းဖို့ပြင်ဆင်ထားတော့လေကိုဗစ်ရောဂါအခြေအနေကြောင့်2020ခုနှစ်မှာကျောင်းဆင်းလိုက်ရတာဖြစ်ကြောင်းကျောင်းကော်မတီမှသိရပါတယ်။နော်ဝေခူးတာသနာအထက်တန်းကျောင်းမှာကချင်စာမြန်မာစာ English medium နဲ့တရုတ်စာဘာသာရပ်များကိုသင်ကြားပေးနေတာဖြစ်ပြီးလူမျိုးဘာသာမရွေးလက်ခံသင်ကြားပေးကြောင်းလည်းသိရပါတယ်။လက်ရှိအချိန်နော်ဝေခူးတာသနာအထက်တန်းကျောင်းမှာကျောင်းသား400ကျော်တက်ရောက်နေပြီးဆရာဆရာမအားလုံးပေါင်းအယောက်40ရှိတယ်လို့လည်းသိရပါတယ်ရှင်။လိုက်စာ TV ရဲ့ဗမာတိုင်းသားဘာသာဖြစ်တဲ့တင်ဆက်မှုအစီအစဉ်ကိုကြည့်ရှုနားဆင်သူပရိသတ်အပေါင်းရှင်လန်းချမ်းမြေ့ကြပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။